ရန်ကိုခစ်စားနေတဲ့အင်တိုကြက်ကြော်လေးကိုစားပါမယ်။ပထမဆုံးစားကြည့်ရအောင်။ပထမဆုံးကြက်ကြော်လေးကိုပဲရင်စားကြည့်မယ်နော်။စားကောင်းတယ်လုပ်တဲ့နေရာလေးအရင်လွယ်ပြီးတော့တကယ်ကိုအရင်စားကောင်းပါနော်ကြက်ကြော်ကကျွတ်ကလေးနဲ့ပေါ့နော်အညိုတီးရဲ့ကြက်သွန်ဖြူရဲ့စီဘူးကြော်ပြီးတော့ပေါ့နော်စားအတောင်းမုံနဲ့ပေါ့ထောင်းထားပြီးစီဘူးလေးစမ်းထားတာပါအရန်ကိုလုံနီးကလွှဲကိုပြီးတော့စားရတာလည်းအရန်ကိုအရသာရှိပါတယ်ဆက်တာလည်းတော်တော်ဆက်တယ်နော်လုံးဝဆက်ပြဲနဲ့ထင်းထားတဲ့ကိုပိုဆက်တယ်ဒါနဲ့အရသာလည်းတကယ်ကိုအရန်ရှိတယ်ta